အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Facebook ကိုဖွင့်လိုက်တိုင်းမြင်နေရတဲ့နော်အစဲတွေနော်တစ်ဖွဲ့နဲ့တစ်ဖွဲ့ဖွဲ့စည်းတစ်ခုနဲ့တစ်ခုအကြားပုတ်ကိုရေးဆိုင်ရာအရှုပ်ထုတ်တွေတယောက်နဲ့တယောက်တိုက်ကြခိုင်းကြဒီလိုပြစ်နေတဲ့အပေါ်ကိုလိုင်းပေါ်မှာတယောက်နဲ့တယောက်ဆဲကြဆိုးကြနော်ဗီဒီယိုတစ်ပုတ်တင်တယ်အဲဗီဒီယိုတစ်ပုတ်ရဲ့အောက်မှာအမြဲတမ်းထိုင်ဆဲနေကြတဲ့လူတွေကျွန်တော်တို့တော်လန်ရဆဲပြီးတော့အောင်ပါလားဆဲရင်နဲ့တော်လန်အောင်သွားမှာလားဆိုတာကိုကျွန်တော်တို့ဒီနေ့မှာပြောချင်ပါတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ဝယ်ဒီတစ်ခုနဲ့ကြားအခုလက်ရှိမှာဆိုလို့ရှိရင်တော့အယုံကြီးအစားတွေဘီယန်နာတွေကိစ္စတွေနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တယောက်မဖြစ်တင်တာတွေဖြစ်နေကြတယ်တယောက်နဲ့တယောက်ဆဲနေစိုးနေကြတာတွေကတကယ်တော့တော်လန်ရဲ့အနှစ်သာရကိုပျက်စီးစေတယ်ဆိုတာလေးကျွန်တော်ပြောချင်ပါတယ်ဗျာဘလို့တော်လန်ရဲ့အနှစ်သာရကိုပျက်စီးစေရလဲဆိုလို့ရှိရင်ဒီနေ့တော်လန်ရဲ့ကျွန်တော်တို့ပြည်သူတွေနဲ့ထပ်တူနော်တရားမျှတတဲ့ငြိမ်းချမ်းတဲ့ကျွန်တော်တို့ရဲ့အာဏာကိုလူယူတဲ့စက်ကောင်စီရဲ့ရုပ်မာတဲ့ဒီစနစ်တစ်ခုကိုဖျက်ဆီးပစ်ဖို့နော်တိုက်ထုတ်ပစ်ဖို့လက်နက်ကင်အဖွဲ့အစည်းတွေဖွဲ့ပြီးတော့ကျွန်တော်တို့အားလုံးတက်ညီလက်ညီနဲ့တိုက်ခိုက်နေတဲ့ကာလဖြစ်တယ်။အဲ့ဒီကာလကိုຫນွေဥတော်လည်းကာလလို့အားလုံးသတ်မှတ်ကြတယ်။ခင်ဗျားတို့စဉ်းစားကြည့်ဗျ။တော်လည်းရေးစပြီးကြတဲ့ကကျွန်တော်တို့ဒီ2023နောက်ပိုင်းဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တော်လည်းရေးကိုအစဲလေးတွေနဲ့အစားပြုလာကြတယ်။ပုဂ္ဂိုလ်တူနဲ့တူကြအဖွဲ့အစည်းတူနဲ့တူကြအမြင်မတူတော့ဘူးအယူမတူတော့ဘူးဆိုလို့ရှိရင်ဆဲပြီးတော့ဆုံးဖြတ်ကြတယ်ဆိုင်ရာဖွဲ့စည်းတွေကတော့တာမန်ပဲပို့လေးတွေတင်တာဒါပေမဲ့အောက်ကထိုင်ဆဲတယ်ဗျာကျွန်တော်တို့ဒါရီယာတော်လန်ရေးကိုတကယ်ကိုအကြီးတန်းစီတယ်လို့ကျွန်တော်တို့ကဆိုလို့ရတယ်အမှန်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ဖွဲ့နဲ့တစ်ဖွဲ့စီလုံးညီညွတ်မှုရှိရမယ်လေတစ်ဖွဲ့နဲ့တစ်ဖွဲ့နားလည်နိုင်ရမယ်ဘာဖြစ်လို့လဲဆိုတော့ဒီဒေါ်လာကြီးမှာအကုန်လုံးအခက်အခဲတွေနေကြီးပဲဟုတ်ပြီအလုံးလုံးနေတဲ့လူတွေလည်းအခက်အခဲတွေပဲစီရီယန်နေတဲ့အခက်အခဲတွေရှိတယ်အက်တီဗီတီတွေလည်းပဲအခက်အခဲတွေရှိတယ်နော်စစ်မှုထမ်းချောင်းတွေလည်းအခက်အခဲတွေရှိတယ်အဲ့ဒီလိုပဲပြည်သူတွေလည်းအခက်အခဲတွေရှိတယ်အလုံးလုံးနေရတဲ့လူတွေကအလုံးလုံးနေလို့အခက်အခဲတွေရှိသလိုအလုံးမလုံးဖဲလုံးမလုံးတဲ့လူတွေကလည်းပဲသူတို့ရဲ့စားဝတ်နေရေးနော်ဒီပြည်ပကိုရောက်နေကြတဲ့လူတွေကလည်းပဲသူတို့ရဲ့စားဝတ်နေရေးသူတို့ရဲ့မိသားစုအရေးတွေနဲ့ပတ်သက်ပြီးတော့ရုန်းကန်ပြီးတော့အခက်အခဲတွေရှိတယ်အဲ့လိုအခက်အခဲတွေကြားကနေပြီးတော့အဲ့ဒီအခက်အခဲတွေကိုမခံနိုင်လို့ကိုတတ်သိသွားတဲ့လူတွေလည်းအများကြီးပဲနော်အဲ့တော့ကျွန်တော်ပြောချင်တာကဒီဒေါ်လာကြီးကအားလုံးကပေးဆက်တာချင်းအတူတူပါပဲဆိုတာလေးပြောချင်တာပါအားလုံးကပေးဆက်ထားတာချင်းအတူတူပဲအကုန်လုံးကစွန့်လွတ်ထားကြရလေကိုယ့်ရဲ့အိမ်တွေကိုယ့်ရဲ့မြေတွေကိုယ့်ရဲ့တိုက်တာအဆောက်အုံတွေကိုယ့်ရဲ့စီးရင်ဥစ္စာတွေအားလုံးကိုစွန့်လွတ်ပြီးတော့ဒီဒေါ်လာကြီးထဲမှာပါဝင်လာခဲ့ကြတာကြီးပဲအဲ့တော့စွန့်လွတ်အနစ်နာခံရတာကလက်ရှိဒေါ်လာကြီးကိုဖော်ဆောင်နေတဲ့လူတွေတော်ထဲမှာတိုက်ပွဲဝင်နေကြတဲ့ PDF တွေဒါပေမဲ့ရွှန်းချက်အနေနဲ့ပေါ့နော်တော်ထဲမှာတကယ်လက်နဲ့ကင်ပြီးတော့တိုက်ပွဲဝင်နေကြတဲ့ဒေါ်လာကြီးရဲဘော်တွေကိုတော့ကျွန်တော်ကလေးစားတယ်အမြဲတမ်းဘာပဲဖြစ်ဖြစ်ပေါ့နော်အမှန်ရင်ရှင်တောင်မှပဲသူတို့ကိုကျွန်တော်အမှန်ဘက်ကိုများပြီးတယ်ဘာဖြစ်လို့လဲသူတို့ကမှတကယ်ကိုကျိုးစွန့်ထားတယ်ကျွန်တော်တို့အရာအားလုံးအပြင်ကိုအသက်ကိုပါစွန့်ထားကြလို့နော်သူတို့ကကြတော့
အမြဲတမ်းကျွန်တော်အမှန်ဘက်မှာပဲကျွန်တော်ရက်တီးပေးတယ်အဲ့တော့အကုန်လုံးအမှန်အကုန်လုံးနင့်နာချတဲ့သူတွေကြီးပဲအကုန်လုံးပေးဆက်ကြတဲ့လူတွေကြီးပဲအဲ့တော့ငါတို့ကတော့ဒါကိုလောက်ရလို့ဆိုအတန်းချင်းရှာတာမျိုးတွေတစ်ခွက်နဲ့တစ်ခွက်ဆဲနေတာမျိုးတွေနော်အပုတ်ချနေတာမျိုးတွေလူပုတ်ကိုတအိုးနဲ့တအိုးနော်အပုတ်ချနေတာတွေအဖွဲ့အစည်းတစ်ခုနဲ့တစ်ခုအပုတ်ချနေတာတွေဆဲဆိုနေတာတွေအမြင်မတူအားနဲ့ဆဲတာမျိုးတွေမင်းတို့အဲ့လိုဆဲမဲ့အစားတစ်ခုခုလေ့လာပြီးတော့မှတ်ပေးလိုက်ပါတန်ဖိုးကြီးတဲ့ comment လေးတွေမှတ်ပေးတယ်မှာကိုယ့်ရဲ့ဦးနောက်ကကွာမမီဘူးဆိုလို့ရှိရင်ကျွန်တော် AI တို့ဘာတို့ဟလာမေးပေါ့နော်မေးပြီးတော့ဟလာဒါကဘလို့ဖြစ်နိုင်ရရှိလဲဘာညာနဲ့မေးပြီးတော့ကိုယ့်ကိုမှတ်တန်ဖိုးရှိတဲ့ comment ကိုမှတ်သားမှာဆဲမဲ့စားပေါ့နော်ဘယ်အဖွဲ့အစည်းမဆိုတော့ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်တော့ဘယ်ဟာမဆိုတော့ဘယ်ပုဂ္ဂိုလ်မဆိုတန်ဖိုးရှိတဲ့ comment လေးတွေမှတ်သားမှာပြုတ်ပြင်တဲ့တော်လိုင်းရောနှစ်သာရရှိတဲ့ရှိစီမဲ့အဖိုးတန် comment တွေကိုမှန်းကြပါဒါကတော့ဒီလိုရှိတယ်ဒါလေးကိုဒီလိုလုံးလိုက်ရင်ကောင်းမယ်ဒီအခုလက်ရှိပြောတာကြီးကတော့မကောင်းဘူးဘာလို့မကောင်းတာလဲဆိုတဲ့အထောက်ထားလေးတွေနဲ့စနစ်တကျလေးမှန်းကြပါတော့ထိုင်ဆဲနေရင်တစ်ဖက်ကအလုံးလုံးရတဲ့လူတွေကလည်းပဲသူတို့ရဲ့လုပ်ငန်းစဉ်သူတို့ပြောတဲ့စကားကိုဟုတ်လားပြည်သူတွေကတုံ့ဖို့ကိုယ့်ရဲ့အတိုက်ခိုင်တွေကမကြိုက်ဘူးမနှင်းမြို့ဘူးဆိုလို့ရှိရင်သူတို့အနေနဲ့လည်းလောက်ရတာဟို confident နည်းမယ်လို့ကျွန်တော်ထင်တယ်ဗျဒါကျွန်တော်တို့မြန်မာလူမျိုးတွေကလေလက်အောင်ငယ်သားဖြစ်ဖြစ်ခေါင်းဆောင်ဖြစ်ဖြစ်အရွက်တိုက်တဲ့အကျင့်ရှိတယ်ဒါကျွန်တော်တို့လူမျိုးတွေရဲ့ဗီဇအရွက်တိုက်တဲ့အကျင့်ရှိတယ်အကဲအများဆိုအရွက်တိုက်ပြီးတော့တော်လိုင်းကိုဗျမ်းမတာပြအောင်လှုပ်လိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြည်သူတွေပဲခံရမှာပြည်သူတွေပဲခံမှာပဲအဲ့ဒါမှအလုံးလုံးနေတဲ့လူတွေကခင်ဗျားတို့သူတို့ဘလောက်ပဲမှာနော်ဘယ်တော့မှထမင်းမငတ်ဘူးဘယ်တော့မှထမင်းမငတ်ဘူးဟာလေဒီနေရာဒီလိုနေရာဒီလိုယာတူးဒီလိုတွေလှုပ်ပြီးဆိုကြတဲ့ကသူတို့မှာအပြည့်စုံပဲနဲ့နော်မလှုပ်မရှိဘဲနဲ့လည်းမလှုပ်ဘယ်သူမှကိုမိသားစုနဲ့ကိုယ့်ရဲ့စောင်းဝင်နေရေးအစင်မပြေဘဲနဲ့ဘယ်သူမှအရေးမဆုံးဘူးဗျဘလောက်မချစ်အဲ့ခုနအဲ့ဒါကိုဟာမငါတို့မှမရှိဘူးဟုတ်ပြီငါတို့မှမရှိဘဲနဲ့ငါစွန့်နေတာဆိုတဲ့ကောင်လိမ့်တာပဲဒါကျွန်တော်ခေါင်းကောင်းဆောင်ခိုင်းနေပြောတော့အောက်လက်ငယ်သားကြီးပြောတာမဟုတ်ပတ်သက်မရှိတဲ့လူတွေအသက်ရိုးသားတယ်ဗျဝေမရှိတဲ့လူတွေရိုးသားတယ်ဟုတ်လားသူတို့မရှိမဲ့ဂုံလေးတွေနဲ့သူတို့ကပိဆက်တာတော့သူတောင်းလာတယ်နော်ကြောင်းသားတွေလူငယ်တွေသူတို့မှရှိတဲ့ရိုးကုံလေးတွေကိုအရင်ပြုတ်ပြီးတော့ပိဆက်တာနော်သူတို့ကတကယ်လူတွေကမရဘူးအဲ့ဒါမျိုးလုံးဝပေးနိုင်အဲ့ဒါကြောင့်မို့လို့ဗျာကျွန်တော်တို့တော်လန်ရေးမှာအနှစ်သာရပြည့်စုံမဲ့အသုံးအနှုန်းတွေအပြုအမူတွေမလုပ်ကြပဲနဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့မဖြစ်တဲ့နီးနဲ့ညီတိုင်းစစ်စက်ရည်တွေလုံးရမယ်ပေါင်းစပ်ညီတိုင်းတွေလုံးရမယ်အဲ့လိုလုပ်ပြီးတော့တူးနဲ့တူတစ်ဖွဲ့နဲ့တစ်ဖွဲ့အရှင်းပြအောင်ညီတိုင်းဆွေးနွေးရမယ်ဗျနောက်တော့ဒီလိုပေါ်ဒေါ်လာရေးကာလမှာဆိုရှယ်မီဒီယာမှာဘယ်လိုပဲဖြစ်ထိုင်ဆဲနေတဲ့ကိစ္စတွေရော့နိုင်သလောက်ရော့အောင်စီစဉ်ရမယ်ဟုတ်လားခေါင်းဆောင်ပိုင်းတွေကလည်းပဲငါတို့ကတော့ဒီဟာကိုဒီလိုလုပ်ခွင့်ရှိနေတဲ့အချိန်မှာငါတို့ဖြစ်ရှင်တာငါတို့စံနာအလျောက်ငါတို့ရဲ့ဆုံးဖြတ်ချက်ပဲငါတို့ချပြီးတော့ငါတို့လုပ်ရှင်လို့လုပ်မယ်ဆိုတဲ့အတွေးမျိုးတော့မတွေးနဲ့ပေါ့ဗျာအဲ့ဒါမျိုးတွေးလို့အောက်မှာပြည်သူတွေကလည်းတကယ်နားလဲတဲ့လူတွေအများကြီးပဲနော်အစင်မပြေလို့သာခေါင်းဆောင်မဖြစ်ကြတာတကယ်နားလဲတဲ့တက်တိပညာချင်းပြည်သူတွေအများကြီးပဲရွပုံသီးတွေလည်းအများကြီးပဲအဲ့ဒီလိုလူတွေရဲ့ထင်မြင်ယူဆချက်တွေနားထောင်ပေးရမယ်တော်လိုင်းအနှစ်သာရမပြတ်စည်းအောင်
ဖွဲ့စည်းတိုင်းရဲ့ပေါ့နော်ခေါင်းဆောင်တွေဘက်ကရောဒီသူလူထုဘက်ကရောနောက်တစ်ခုကဆိုရှယ်မီဒီယာသုံးပြုနေတဲ့စပီကာတွေရောပြုအမှုအလောက်ကိုင်အပြောအဆိုလေးတွေစင်ကြင်ကြဖို့ဒီနေရာကနေပြီးတော့အကြံပြုပါတယ်ဒါတွေဟာတော်လိုင်းကိုတကယ်ကိုအကျိုးမပြုတဲ့အကျိုးမဖြစ်စေတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်အားလုံးဘက်ကနေပြီးတော့ဝိုင်းပြီးတော့ဆဲတာဆိုတာတွေမကောင်းသောအပြုမကောင်းသောအလုပ်ကိုင်တွေလောက်တာတွေတတ်နိုင်သောရှောင်းကြဖို့ဒီနေရာကနေပြီးတော့တိုက်တွန်းပါတယ်အားလုံးချစ်သူတင်ပါတယ်ဗျာ